ချစ်ရဲ့ကိုတကယ်ရောချစ်ရဲ့လားမောင်ရဲ့ဘာလို့အဲ့လိုမေးတာလဲကွယ်ချစ်ကမောင်ကိုအရန်ချစ်တာပေါ့ဒါပေမဲ့လေအခုနောက်ပိုင်းချစ်ရဲ့စိတ်ထဲမှာလေဘာဖြစ်မှမသိဘူးအရန်ဝေခွဲမဖြစ်နေတာမောင်ကိုအရန်ချစ်တယ်ဆိုတာကအမှန်ပါပဲဒါပေမဲ့တခါလေကျတော့ဟိုတယောက်အကြောင်းတတိယမိပြန်ရောစိတ်တွေတကယ်ကိုပင်ပန်းနေမောင်ကိုခွဲဖို့စဉ်းစားတိုင်း心把这个အရန်နာကျင်ရတယ်这ဘာလို့ရမှန်းကိုမသိတော့ဘူးတကယ်အဲ့ဒါဆိုရင်ချစ်ကကိုထားသွားတော့မှာပေါ့မဟုတ်ဘူးမောင်ရဲ့ချားမသွားပါဘူးဘယ်လိုလုပ်ထားသွားရမှာလဲဒီကမောင်ကိုအရန်ချစ်တာကိုဒါပေမဲ့ဒီခန်းစားချက်ကြီးကတကယ်ကိုဖြောက်မရဘူးဖြစ်နေတယ်现在嘛လုံးဝမငြိမ်မသက်ချင်နေတာမောင်ကိုချစ်ရတာစိတ်မကောင်းဘူးထင်မိတယ်ချစ်ကြောင်မောင်ပျော်ရပါမလားဆိုပြီးတော့လေအားလုံးကိုစွန့်ပစ်ပြီးမောင်အနားမှာပဲတကယ်ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်တကယ်ပါဒါပေမဲ့ဘာလို့ဒီလိုခံစားနေရမှန်းကိုမသိတော့ဘူးတကယ်လို့မောင်နဲ့နောက်တစ်ယောက်နဲ့ဆိုရင်ဟိုတစ်ယောက်နဲ့ပေါ့ချစ်ဘသူရွေးမှာအဲ့လိုမမေးပါနဲ့ကွာချစ်ဘယ်လိုရွေးရမလဲတကယ်မောင်ကိုအရန်ချစ်တယ်ဆိုတာကမပြောင်းလဲပါဘူးဒါပေမဲ့ဟိုတယောက်ကလည်းချစ်ရဲ့စိတ်ထက်ကလုံးဝမထွက်သွားဘူးဖြစ်နေတော့ချစ်ယူသွားမလားတောင်ထင်ရသေးသေးလားရှင်းဖတ်ကြည့်အဲ့ဆိုရင်မောင်ကိုပဲထားခဲ့လိုက်ပါတော့ချစ်ရဲ့မောင်လည်းနွားအဖြစ်တော့မခံနိုင်ဘူးလေနော်မောင်ရဲ့ဘာလို့အဲ့လိုစကားမျိုးပြောလိုက်တာလဲချစ်ရဲ့စိတ်ထက်ကိုစူးနဲ့ထိုးလိုက်တယ်လို့ပဲချစ်တကယ်မလုံနိုင်ဘူးမောင်မောင်ကိုဘယ်လိုလုပ်ထားခိုင်းနိုင်မှာလဲဒါပေမဲ့ဒီခန်းစားချက်ကြီးနဲ့ဆက်တွန်းဖို့ကလည်းအရင်ဝမ်းထုတ်ဝမ်းပိုးဖြစ်နေတယ်ချစ်တကယ်ကိုမွန်းကြနေပြီဒီလားမောင်နဲ့ဖြိုးဖြိုးရွှင်ရွှင်နေခြင်းတဲ့စိတ်ကတကယ်ရှိပါတယ်နော်အဲ့ဆိုရင်ချစ်ကမောင်ကိုလိန်နေတာပေါ့တကယ်လို့ချစ်တကယ်မောင်ကိုချစ်တယ်ဆိုရင်ဟိုတစ်ယောက်ကိုချစ်မေ့ပြစ်နိုင်ရမှာ လိန်တာမဟုတ်ပါဘူးမောင်ရဲ့ဘာလို့အဲ့လိုထင်တာလဲချစ်မလိန်ပါဘူးမေ့ဖြစ်ဖို့စူးစမ်းပါတယ်တကယ်ဒါပေမဲ့ဘာလို့မရမှန်းကိုမသိဘူး အဲ့ဒါကချစ်လိန်နေတာပေါ့ချစ်တကယ်မောင်ကိုချစ်တယ်ဆိုရင်ချစ်ဟိုတစ်ယောက်မေ့ပြစ်နိုင်ရမှာပေါ့ မလိန်ပါဘူးလို့မောင်ရဲ့အဲ့ဆိုဟိုတစ်ယောက်မေ့ပြစ်လိုက်တော့ မေ့ဖြစ်ဖို့ကချစ်ဘယ်လိုလုပ်ရမလဲတကယ် အဲ့ဆိုရင်ကိုယ့်ကိုပဲမေ့ပြစ်လိုက်တော့ မောင်မပြောပါနဲ့အဲ့လိုချစ်ရင်မခံနိုင်ဘူးတကယ်ဘာလို့ရမလဲတကယ်မသိတော့ဘူး အဲ့ဆိုရင်ချစ်ဒီနှစ်ယောက်မှာတစ်ယောက်ကိုတော့ရွေးလိုက်တော့လေ ရွေးရမှာလားခင်ချစ်ဘယ်လိုရွေးရမလဲမောင်ကိုချစ်ရဘဝတည်းကထူဖြစ်ဖို့က ဘယ်လိုမလဲဘူးလို့ AI တော့မှနောက်တစ်ယောက်နဲ့နော်ရှိတဲ့တစ်ယောက်ဆိုရင်စိတ်ချရမလားတော့မသိဘူးကိုလမ်းရောက်တိတ်ကြတော့ AI တော့မှနောက်တစ်ယောက်နဲ့ AI တော့ကိုမရွေးချယ်ဘူးဆိုတော့အချိန်ကြီးကမကောင်းတော့ မောင်ရဲ့ဘာလို့အဲ့လိုတွေးတာလဲ